အမတန်လေးနဲ့တဲ့အမတန်လှပတဲ့သင်္ခါမှုဖြစ်ပါလေပြင်ပကရန်သူထဲကိလေသာရန်သူကကြောက်เสียပူကောင်းပါတယ်ကိလေသာရန်သူကြောင့်အကုသိုလ်မကောင်းမှုကိုလုပ်မိကြတာအကုသိုလ်မကောင်းမှုလုပ်မပြီးဆိုလည်းပဲသူကတော့အကျိုးပေးမှာပဲ you cannot run away from your karma ကိုယ်ကံကိုလွတ်အောင်ထွက်ပြေးလို့ရှောင်လို့မရဘူးအကျိုးပေးနေတဲ့ကပြီးမှာပဲစိတ်နဲ့တန်တယ်လို့ဖြစ်တယ်ဘဝဆိုတာစိတ်နဲ့တန်တယ်လို့ဖြစ်တာပဲမကောင်းတဲ့စိတ်ဖြစ်မြင်တော့အဲ့ဒီမကောင်းတဲ့အကျိုးကပေးတာပဲနော်အဲ့တော့ကိုယ်စိတ်ကိုစောင့်ကြည့်ပါကိုယ်မှာစိတ်နဲ့သဘောထားအသိဉာဏ်တွေးကိုမှန်ကန်သွားပြီဆိုကိုယ့်ဘဝတစ်မျိုးအစဉ်ပြေသွားတယ်ကိုယ်လောကကြီးတစ်ခုလုံးပြောင်းသွားတာအဲ့တော့ကိုယ်လောကကြီးကိုပြောင်းပြစ်ချင်တယ်ဆိုရင်ကိုယ်စိတ်ကိုကြည့်ပြီးတော့ကိုယ်စိတ်ထဲမှာရှိနေတဲ့လွဲနေတာမှားနေတာမသိတော့တာကိုပြင်လိုက်ပါအမှန်တော့သိချာမြင်တယ်ဆိုရင်ကိုပဲသူ့အတူတော့ပြင်သွားပါလေအဲ့ဒါကတော်တော်လေးအားရစရာကျဉ်းနေစရာကောင်းပါတယ်တကယ်တည်တည်ချာချာမြင်ရင်ပြင်တယ်ဆိုတဲ့သဘောကအလိုလျောက်ဖြစ်လာတယ်အဲ့တော့ကိုယ်အမှားတွေကိုကြည့်ပြီးတော့ပြင်ပြီးတော့နေသွားတာဘဝမှာကျဉ်းနေစရာအကောင်းဆုံးလုပ်ပါအားရစရာအကောင်းဆုံးလုပ်ပါနောက်တစ်ပိုက်ကိုပြောမယ် I have no soul S W O R D soul ငါမှာတရှိမရှိပါဘူးနော်ရှိတော့ကသူရဲကောင်းကြီးတွေကခါမှာတရှိကြီးတွေချိတ်ထားလို့ရှိတယ်သူရဲကောင်းရဲ့လက်နဲ့သူသွားလေရမှာတရှိကြီးပါမှာဘာလို့လဲဆိုတော့သူ့မှာရန်သူကရှိနေတာရန်သူလာပြီဆိုရင်ကိုရန်သူမှလည်းတရှိပါမှာပဲအဲ့တော့သူ့တရှိကြီးသူထုတ်တော့ပြန်တိုက်ခိုက်တယ်သူ့ကိုသူကာကွယ်တယ်နော်ရန်သူလည်းပဲသူတပ်ပစ်တယ်အဲ့တော့သူ့မှာတော့အဲ့လိုရုပ်ပိုင်းဆန်တဲ့တရှိကြီးမရှိပါဘူးဘာရှိတယ်လဲဆိုတော့ I make absence of self my soul ငါဟာအတ္တမရှိခြင်းကိုပဲလက်နဲ့ဖြစ်နေတရှိကြီးဖြစ်နေလုပ်ထားပါလေနော်။တာမန်လူတွေကတော့ရုပ်ပိုင်းဆန်တဲ့ဓာတ်ကိုလက်နဲ့ဖြစ်နေသုံးမယ်အခုခေတ်ဆိုရင်တဏှတ်ကိုလက်နဲ့ဖြစ်နေသုံးမယ်။သူကတော့သူတော်ကောင်းဖြစ်တဲ့အတွက်ကြောင့်အတ္တမရှိခြင်းကိုပဲလက်နဲ့ဖြစ်နေသုံးပါလေ။ဘယ်လိုရန်သူဘယ်လိုအခက်ခဲဘယ်လိုလောကဓာတ်နဲ့ပဲတွေ့အနတ္တအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင်အဲ့ဒီလောကဓာတ်ကဘာမှအတိတ်ပဲမရှိတော့ပျောက်သွားတာ။မြင်လိုက်တဲ့ဉာဏ်ကတော့အတိတ်ပဲရှိတယ်။အဲ့ဒီလောကဓာတ်ကတော့ဘာမှအရေးမကြီးတော့နော်။ဥပမာဆိုတော့တယောက်ကိုတခုခုပြောလိုက်တယ်မခံကျင်တာပြောလိုက်တယ်အဲ့တော့အတ္တနဲ့ပြန်ဆက်ရမယ်သူကငါ့ကိုဒီလိုပြောတာသူဆိုတဲ့ဒါလည်းပဲအတ္တသဘောပါနော်ငါဆိုတဲ့သဘောလည်းပဲအတ္တသဘောပါလို့တော့ဒီလိုဒီပုံပြောလိုက်တာငါအကြောင်းသိတယ်အတ္တသဘောတွေပါနေပြီနော်တော့တရားသဘောနဲ့ကြည့်မယ်ဆိုရင်ပြောတဲ့သူကလည်းပဲယုံတာပြောတယ်ဆိုတာကအတန်လေးထွက်တာစကားဆိုတာပညာအတန်ကတော့ပရမတ်ပဲခုဖြစ်ပြီးတော့ကိုယ်ရဲ့ပြတ်သွားတယ်ကြားတယ်ဆိုတာလည်းပဲမနော်ကြားတဲ့သူကယုံနာမယ်ကြားတယ်ဆိုတာကြားစိတ်လေးတစ်ခုပဲဖြစ်လာပြီးရင်သူလည်းပဲပြတ်သွားတယ်အားလုံးကအနတ္တပါလားလို့တကယ်မြင်လို့ရှိရင်ဘာဆက်ဖြစ်เสียရှိသေးလဲဘာမှဆက်เสียမရှိတော့အဲ့နေလမ်းဆုံးသွားပြီအားလုံးကအနတ္တလို့မြင်လို့ရှိရင်အားလုံးကအနိစ္စလို့မြင်လို့ရှိရင်ရှေ့ဆက်เสียဘာမှမရှိတော့ဇလန်းကအင်တန်တိုးတယ်နော်ဇလန်းနေရှင်နေကြတာကအတ္တကြောင့်ပါနော်အဲ့တော့တခြားတစ်ခုခုဒုက္ခအကျုံတွေပဲထောင်းတော့နေထဲမကောင်းဖြစ်တယ်ပဲထောင်းဒါကိုပဲရှုမှတ်ရင်းနဲ့အနတ္တပါလားလို့သိလို့ရှိဘာမှဆက်လို့စရာမရှိပါဘူးနော်နေမကောင်းလို့စေးတောက်အောင်ဆိုတော့တောက်ဖို့ပေါ့နော်မတောက်ပဲနေရမလို့မဆိုလိုပါဘူးသို့တော့ဒီဝိညာဉ်ကိုပဲရှုမှတ်ပြီးတော့သိခံပြီးတော့နေလို့ရတယ်ငါမှမှကံဆိုးလေခြင်းလို့သူတွေးစရာမရှိဘူးဖြစ်เสียရှိလို့ဖြစ်တယ်သိခံရင်တော့သိခံမယ်ကုနိုင်ကုမယ်ပျောက်တဲ့လည်းပျောက်မယ်နောက်ဆုံးမပျောက်လို့သိမယ်ဆိုရင်တော့မှအနတ္တကိုတကယ်နှလုံးသွင်းနေတဲ့သူဟာသိမှတော့မကြောက်ဘူးနော်မကြတဲ့ငါပဲသိရတဲ့ခိုင်းတယောက်ဆုံးသွားတယ်အေးချမ်းချမ်းပဲဆုံးသွားတယ်မနေ့ကပဲသူသမီးနဲ့သူ့သမက်ကိုတွေ့သေးတယ်ပြောသေးတယ်သူလည်းတပတ်လောက်တေဖို့ရတပတ်လောက်10လောက်အလိုမှာသူ့ဘုဖေဟာတိတိတတာပြောင်းလဲသွားတာအရင်တော့သူကတေးကိုလက်မခံနိုင်ဘူးတေးရင်တယောက်လက်မခံနိုင်သေးဘူးသူ resist လုပ်နေသေးတယ်နော်အဲ့ဒီဘက်ကျတော့သူသိလာတယ်မရတော့ဘူးဆိုတော့သူသိတယ်ငါတို့ကလည်းတရားကိုနည်းနည်းပပအားထုတ်ခဲ့တယ်သူဆိုတော့အားထုတ်တဲ့အလေးချိန်ကလည်းရှိနေတော့အဲ့ဒါကိုလက်ခံလိုက်ပြီးတဲ့နောက်မှာတနေ့တခြားပို့ပြီးတော့အေးချမ်းလာတယ်တေကန်ကြီးမှလည်းပဲညမပေါ်လိုက်ခွင့်နဲ့ပဲတင်းပြီးတော့အသက်ရှင်ရင်းနဲ့မှန်မှန်ပဲယုံချင်းကန်ချင်းရွက်ချင်းစောင်းချင်းအမောဆုချင်းချွဲကြချင်းတခုမှမဖြစ်ဘူးအိပ်ပျော်သွားလို့ငင်းငင်းတက်တက်ပြေအိပ်သွားတယ်အဲ့တော့တေပုံဒီနည်းမျိုးမျိုးရှိပါတယ်နော်တချို့လည်းပဲအင်တန်ပင်ပင်မှန်မှန်စင်စင်ရဲတည်သွားပြီလည်းရှိတယ်တချို့လည်းပဲအင်တန်ညင်ညင်သာသာလေးတည်သွားပြီလည်းရှိပါတယ်နော်တော့တရားကိုရှုမှတ်နေတဲ့သူဆိုရင်တော့ညင်သာသာတည်သွားကြတာပဲများပါတယ်နော်အဲ့တော့ဘယ်လိုလောကရန်တရားနဲ့ပဲတွေ့ကိုကအတ္တအခါရှိနေရင်
ega mocha shona be atta lennet ka ashong lennet be no bero ma nayin ne lennet maဟုတ် anatta ne teke yin sai nayin me so yin te chinတရားကိုတောင်မှနိုင်သွားတာပဲရှုံးတော့တာမဟုတ်နော်အတ္တဆိုကြီးကြီးနဲ့ကြောက်ရွံ့ပြီးတော့အားငယ်ပြီးတော့တည်ရမယ်ဆိုရင်အရှုံးနဲ့တည်သွားတာပဲနော်အနတ္တကိုရှုမှန်ရင်နဲ့သိပြီးတော့တည်သွားမယ်ဆိုရင်ဒါနိုင်သွားတာပဲနော်အဲ့တော့လောကဓာတ်လက်နဲ့ကိုနိုင်တာဟာအနတ္တပဲဒါသူရဲကောင်းတို့သူတော်ကောင်းတို့လက်နဲ့ဖြစ်တယ်သူတော်ကောင်းကသူရဲကောင်းအစ်စ်တခြားလူတွေကတကယ်သူရဲကောင်းအစ်စ်လို့ပြောလို့မရဘူးတရားကိုသိတဲ့သူတော်ကောင်းကတကယ်သူရဲကောင်းအစ်စ်အဲ့တော့တရားကိုအချိန်ပေးနိုင်တဲ့လောက်ပေးပြီးတော့နေ့စဉ်ထိုင်ကြပါအချိန်မပေးနိုင်လဲတွားရင်လာရင်နေရင်ထိုင်ရင်လှုပ်ရင်ကန်ရင်နဲ့ရတန်တဲ့လောက်နည်းနည်းလေးပဲဖြစ်ဖြစ်ကျဲကျဲလေးပဲဖြစ်ဖြစ်တတိကပ်ပါအမှန်တန်ရေးကြည့်ပါနော်ဘုံဘကတော့ပြောကျင်တဲ့စေတနာအမှန်တန်များလို့ပြောစရာကြီးလည်းအမှန်တန်များပါတယ်တရားဓမ္မတွေတချို့လည်းအရေးကြီးတဲ့ကိစ္စတွေရှိလို့သွားစရာတွေရှိနေကြတာနော်အချင်းချုံပြီးတော့လောက်ပါလိုက်အောင်လို့ကြိုးစားပြီးပြောလိုက်တာပါပဲကိုညံနဲ့ကိုချဲ့ဖို့ဖြည့်ဖို့လိုတယ်နော်ပြီးရင်တော့လက်တွေ့လုပ်ဖို့လိုတယ်တရားကိုရေရှည်အားထုတ်ဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပဲတော်တော်လေးထီထီမိမိပြောလို့အဆင်ပြေမဲ့အချက်ကလေးတချို့မှတ်သားထားတာရှိပါတယ် And the path of spiritual growth is a path of lifelong learning. Spiritual growth, growth ဆိုတာကြီးပွားတာ spiritual ဆိုတာကြတော့စိတ်ပိုင်းနာမ်ပိုင်းအသိဉာဏ်ပိုင်းမြင့်မြတ်မှုပိုင်းကိုပြောတာနော်မြင့်မြတ်တဲ့စိတ်မြင့်မြတ်တဲ့အသိတိုးတက်မှုကြီးပွားမှုဆိုတဲ့ဒီလမ်းခီးဟာတစ်သက်လုံးသွားရမယ်ရှောက်ရမယ်လမ်းခီးဖြစ်ပါတယ်ပြီးသွားပြီဆိုတာမရှိဘူးနော်တေဂာနီနောက်ဆုံးချိန်ထိဒီလိုကိုလုပ်ရမှာ if this path is followed long and earnestly enough long and earnestly နော် long ဆိုတာရေရှည် earnestly ဆိုတာစိတ်ပါလက်ပါနော်စွတ်စွတ်မြင့်မြင့်ဇွဲကောင်းကောင်းနဲ့လုပ်မယ်ဆိုရင် the pieces of knowledge begin to fall into place အသိဉာဏ်တွေကသူ့နေရာသူပြည့်သွားလိမ့်နော်ဒီနေရာမှာတစ်ခွက်တည်လာတယ်နောက်တစ်နေရာမှာနောက်တစ်ခွက်တည်လာတယ်နောက်တစ်နေရာမှာနောက်တစ်ခွက်တည်လာတယ်ကြာတော့အသိဉာဏ်ဟာပြည့်သွားတယ်နော်ပုံပေါ်လာတယ် gradually things begin to make sense တဖြည်းဖြည်းနဲ့ဘယ်လိုအကြောင်းကြောင့်ဘယ်လိုအကျိုးတွေဖြစ်နေလဲဆိုတာရှင်းသွားတယ်နော် make sense ဆိုတာအကြောင်းအကျိုးကိုသဘောပေါက်တာကို make sense လို့ပြောတယ်နော်အကြောင်းအကျိုးမရှိရင်ဒါ meaningless senseless လို့ပြောမှာအဲ့တော့ဘယ်ကိစ္စဘာကြောင့်ဖြစ်တယ်ဘယ်လိုလုပ်ရင်ဘယ်လိုဖြစ်မယ်ဆိုတာတဖြည်းဖြည်းမြင်လာတယ်အဲ့တော့ဒီတရားနဲ့ပတ်သက်တဲ့ယုတ်တရားနံတရားအကြောင်းအကျိုးတရားတွေကိုတကယ်နည်းနည်းသိမြင်လာတဲ့လူဟာလောကီရေးနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းကြည့်လိုက်လို့ရှိတယ်နော်ဒီဘက်လိုက်မှုမရှိတဲ့အမှန်တန်တည်ငြိမ်အေးစေတဲ့လေးနက်တဲ့စိတ်နဲ့လောကီကိစ္စကိုကြည့်လိုက်ရင်တော့ဘယ်အကြောင်းကြောင့်ဘယ်အကျိုးဖြစ်တယ်ဆိုတာအတော်တန်တော့မမြင်ပါဘူးနော်လူတိုင်းလို့တော့မဆိုလို့ဘုံမောတော့လောကီကိစ္စကိုလည်းစိတ်ဝင်စားပါတယ်နော်အရေးကြီးမှန်းသိလေ့လာတယ်ကျုံတဲ့ခါမှာလည်းပဲပြောချင်တော့တချို့လောကီရေးမှာဖြစ်နေတာကိုမြင်နေဘယ်အကြောင်းကြောင့်ဘယ်လိုဖြစ်တယ်ဒီပြဿနာပြေလည်အောင် source ကဘယ်ဟာစပြဿနာရဲ့အရင်းခံကဘယ်ဟာဆိုတာနည်းနည်းရိပ်မိတယ်နော်ကိုယ့်ဘောနဲ့ပတ်သက်တယ်လည်းဒီလိုပါပဲကောင်းကောင်းဆူဆူဖြစ်ခဲ့တာတွေကိုသိချကြည့်တဲ့ခါမှာဘယ်လိုအကြောင်းကြောင့်ဘယ်လိုအကျိုးတွေဖြစ်တယ်ဆိုတာကိုမြင်တယ်နော်ဒီလိုမြင်တဲ့နေရာမှာအပိုင်းနှစ်ပိုင်းရှိပါတယ်သမုဒိတစ္ဆာအပိုင်းနဲ့မြင်တာလည်းရှိတယ်လို့ပရမတ္ထတစ္ဆာနဲ့လည်းအကြောင်းကျမြင်တာလည်းပဲရှိတယ်နော်သမုဒိတစ္ဆာအပိုင်းမှာလည်းပဲအကြောင်းမှန်အကျိုးမှန်ကိုမြင်ဖို့အမှန်တန်ရေးကြည့်ပါတယ်နော်တယောက်နဲ့တယောက်ပြောရဆိုရဆက်ဆံရတာခါဒါတွေအားလုံးသမုဒိတွေဒီနေရာမှာအကြောင်းမှန်အကျိုးမှန်ကိုမြင်လို့ရှိရင်ဘုရားအစဉ်ပြောင်းနေလို့ရတယ်အကြောင်းမှန်အကျိုးမှန်မမြင်လို့ရှိရင်တော့ပြဿနာဆိုးနိုင်မှာမဟုတ်တော့ဘူးဒါကြောင့်တရားကိုသိတယ်လို့သူ့ဘဝရှင်းတယ်